မိစ္ဆာဖြစ်သွားတဲ့ညီမလေးနေစုကိုကနေအောင်ကြည့်တဲ့ကိုမခံနိုင်တာကြောင့်ဝါချင်းလုံးလေးတစ်ခုကိုရှာဖွေပြီးနေစုကိုလုံးလုံးချုံချုံဝင်ပုံလို့ရအောင်ပြင်ဆင်ပေးခဲ့ပါရဲ့ရှင်။ပြီးနောက်သူတို့မောင်နှမနှစ်ယောက်ဟာဆရာကြီးဥရကိုတာကီရှိယာစာကီရီတောင်ရှိစီကိုခီးဆက်ခဲ့ကြပါရဲ့ရှင်။လန်ကီရဲ့ညနေပိုင်းမှာတော့ဖះเจ้าပြက်တစ်ခုအနီးကနေသွေးနဲ့နေရလာတော့ကြောင့်တန်ကြီးတို့ဟာစိုးရင်တကြီးနဲ့ပြေးသွားကြည့်ခဲ့ပါရဲ့။အဲ့ဒီနေရာမှာတော့လူသားတစ်ယောက်ကိုအစားအစာဖြစ်ရဲရဲဆက်ဆက်တက်ပြတ်စားတောင်းနေတဲ့မိစ္ဆာတစ်ကောင်နဲ့ထိတ်ဆုံတွေ့ခဲ့ရပါရဲ့ရှင်။အဲ့ဒီမိစ္ဆာဟာတန်ကြီးတို့ကိုအရင်ဦးစွာတိုက်ခိုက်ပြီးလေဘေးကိုညှစ်ထားတဲ့အချိန်မှာညီမလေးနေစုကိုကဝင်ရောက်ပြီးမိစ္ဆာရဲ့ခေါင်းကိုကြားနဲ့ပြတ်ထွက်တော့ကတ်ထုတ်ပစ်လိုက်ပါရဲ့ရှင်။ဒါပေမဲ့ထူးဆန်းတာကခေါင်းပစ်သွားတဲ့မိစ္ဆာဟာတိတ်ဆုံးမသွားပဲခန္ဓာကိုယ်နဲ့ခေါင်းကတီးတက်စီခွဲထွက်ပြီးတန်ကြီးတို့မောင်နှမကိုဆက်လက်တိုက်ခိုက်ခဲ့ပါရဲ့ရှင်။တန်ကြီးတို့ကမိစ္ဆာရဲ့ခေါင်းကိုတစ်ပင်မှာပစိန်နဲ့ရိုက်ကတ်ထားနိုင်ခဲ့ပြီးခန္ဓာကိုယ်ကိုတော့ကြောက်ကန်ပါရဲ့ပြုတ်ချက်သွားအောင်တွန်းချနိုင်ခဲ့ပါရဲ့ရှင်။တန်ကြီးတို့တယောက်ကြံရှိနေတဲ့ဒီမုံခေါင်းကိုဓာတ်နဲ့အပိတက်ဖို့တွန်းဆုပ်ပြီးဝေခွင့်မရဖြစ်နေတော့မှာပဲမျက်နှာဖုံးအနီကိုဝစ်စင်ထားတဲ့ဆရာကြီးဥရကိုတာကီကရုတ်တရက်ပေါ်လာခဲ့ပါရဲ့ရှင်။ဆရာကြီးကတန်ဂျူရီရဲ့တုတ်ဆိုင်နေတဲ့စိတ်နေသဘောထားကိုကြည့်ပြီးအခုလိုဆုံးဖြတ်ချက်မဖြစ်သားရင်ညီမဖြစ်သူကိုကောက်ကွယ်နိုင်မှာမဟုတ်ဘူးလို့ပြင်းပြထန်ထန်သတိပေးခဲ့ပါရဲ့ရှင်။နောက်ဆုံးမှာတော့ဆရာကြီးဟာတန်ဂျူရီရဲ့အရေးအချင်းကိုဆက်သက်ဖို့အတွက်မျိုးရီထူထပ်ပြီးထောင်ချောက်တွေအများကြီးရှိတဲ့တောင်ထိပ်ပေါ်ကိုခေါ်သွားခဲ့ပါရဲ့ရှင်။ပြီးတော့မနက်မိုးမတောက်ခင်တောင်အောက်ကိုအရောက်ဆင်းရမယ်ဆိုရပထမဆုံးစမ်းသပ်ချက်ကိုပေးလိုက်ပါတော့ရဲ့တန်ဂျီရိုဟာထောင်ချောက်တွေကြောင့်ဒဏ်ရာရဲ့အပြည့်ရခဲ့ပေမဲ့သူ့ရဲ့ထက်မြက်တဲ့အနက်ခံအာယုံကိုအသုံးချပြီးမနက်မိုးမတောက်ခင်မှာဆရာကြီးရဲ့ AEC ကိုအရောက်ပြန်လာနိုင်ခဲ့ပါရဲ့ထို့ကြောင့်ဆရာကြီးဥရကိုတာကီကတန်ဂျီရိုကိုသူ့ရဲ့တပည့်အဖြစ်တရားဝင်လက်ခံလိုက်ရပါတော့ရဲ့ရှင်ဒီလိုနဲ့အပိုင်း2လေးဟာပြီးဆုံးတော့ခဲ့ပြီးအပိုင်း3လေးကိုလည်းဆက်လက်ဆောင်ကြည့်ရှုပေးကြပါဦးနော်